ဒီမင်းကလေးကဆရာတော်တန်ဆန်းထိုင်းမောင်အသက်ဆက်ဆက်လက်ခံလိုက်တဲ့တပည့်မလီပေါ့ဒါပေမဲ့ဝုခုံးကတော့သူမကိုမိတ်ဆာလို့တန်တရားရှိနေကမို့လုံးဝသဘောမကျဘူးသူမရဲ့ဖုံးကွယ်ထားတဲ့ပုံစံအမှန်ပေါ်လာအောင်ဝုခုံးကမိတ်ဆာကြည့်မှန်ကိုထုတ်ပြီးသူမရှိမှထောင်ပြလိုက်တယ်ဒါပေမဲ့ထူးဆန်းတာကအန်နီဟာနည်းနည်းလေးတောင်မကြောက်တဲ့အပြင်မှန်တဲမှာလည်းဘာမှထူးခြားမနေဘူးဝုခုံးကမှန်ပြန်နေတာလားဆိုပြီးသူ့ကိုယ်သူပြန်ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ကိုယ်သူတောင်ပြန်တန်တဲ့အဝင်သွားရတယ်အဲ့ဒီမှာတင်ဆရာတော်ကပြေးလာပြီးဝုခုံးကိုစူပူချိန်မောင်းတော့တာပဲဝုခုံးကအရှောက်မပေးပဲအန်နီရဲ့လက်ကဝတ်ကိုဓာတ်နဲ့လီးပြီးထွေးသက်သက်နဲ့တတ်သေးပြဖို့ကြိုးစားပြန်တယ်ဒါပေမဲ့လည်းဘာတုံးပြန်မှုမှရှိမလားဘူးဝုခုံးကဆက်ပြီးတန်တရားဖြစ်နေတော့မှပဲအန်နီကသူမရဲ့အပြစ်ကင်းစင်မှုကိုတတ်သေးပြဖို့သူတို့အားလုံးကိုသူမရဲ့ရွာစီခေါ်သွားခဲ့တယ်သူမရဲ့မိသားစုကလည်းနှွေးနှွေးထွေးထွေးကြိုးဆိုကြပေမဲ့ဝုခုံးကတော့ကြည်လေလေပိုပြီးမှားယွင်းနေတယ်လို့ခံစားရလေလေပဲသူတို့အားလုံးဟာမိစာတွေဖြစ်တယ်လို့ဝုခုံးကအသေးချာယုံကြည်သွားပြီးစတင်တိုက်ခိုက်ပါတော့လေဆရာတော်ကပြေးတာပေမဲ့ဝုခုံးရှင်းပြတာကိုဆရာတော်ကလုံးဝမယုံဘူးအဲ့ဒီတည်းမကဝုခုံးကိုရိုက်နှက်ပြီးရင်နဲ့အောင်နာကျင်စင်မဲ့စကလုံးတွေပြောဆိုလိုက်သွားတာပဲဝုခုံးဟာစိတ်ဖြက်အားငယ်သွားပြီးဆရာတော်နားကပြီးချက်ချင်းထွက်သွားခဲ့တယ်ဒါပေမဲ့ဆရာတော်နဲ့အန်နီတို့တောင်ပေါ်မှာစကားပြောနေတုန်းမှာပဲဝုခုံးကအခွင့်အရေးယူပြီးအန်နီရဲ့ရွာသားတွေကိုအကုန်တက်ဖြတ်ပစ်လိုက်တယ်။အော်ဟစ်တန်များဆရာတော်ပြန်ရောက်လာချိန်မှာတော့ရွာတစ်ခုလုံးပျက်စီးနေပြီ။ဝုခုံးကအန်နီကိုပါတတ်ဖို့ကြိုးစားနေတာမြင်တော့ဆရာတော်ကဂါထာမန်နန်ကျွတ်ပြီးတားဖို့လုပ်တာပေါ့။ဒါပေမဲ့ဝုခုံးကဆရာတော်ပါဇက်ကိုပိတ်ပစ်လိုက်ပြီးသူ့ရဲ့နာကျင်မှုနဲ့ဒေါသတွေအကုန်လုံးကိုဆရာတော်အပေါ်ပုံချလိုက်တယ်။ဆရာတော်ဟာဝုခုံးလက်ချက်နဲ့တေဂာနိအချိန်မှာအန်နီကမနေနိုင်တော့ပဲအမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်။တကယ်တော့သူမဟာအယိုးဖြူမိတ်ဆာကနေဖန်ဆင်းထားတာမို့နဲ့လက်နက်တွေကသူမအပေါ်အစွမ်းမပြတာဖြစ်တယ်လို့ယောရသားတွေဆိုတာကလည်းသူမဖန်တီးထားတဲ့မျက်လျက်ပြရုပ်တွေပဲဖြစ်နေတယ်။အန်နီကဒူးထောက်တောင်းပန်ပြီးမြဲဝုခုံးကတော့လွတ်ပေးဖို့အစီအစဉ်မရှိဘူး။သူဟာမြောက်ဘီအသွင်ပြောင်းလိုက်ပြီးဆရာတော်ကိုဒလုတ်သင်းနဲ့မြူချပစ်လိုက်တယ်။အဲ့ဒီချိန်မှာနောက်ွယ်ကကျိုးကင်သူစွန်းမကြီးကိတ်ကပေါ်လာတော့တာပဲ။သူမကဝုခုံးနဲ့ဆရာတော်ကြားကတန်ရောစင်ကိုဖျောက်တောက်ဖို့အန်နီကိုခိုင်းတာဖြစ်တယ်။သူမကိုယ်တိုင်အနိုင်ရပြီလို့ထင်နေချိန်မှာပဲဝုခုံးကဆရာတော်ကိုပြန်အန်ထုတ်လိုက်တယ်။တကယ်တော့ဝုခုံးလို့ဆရာတပည့်ဟာဒါတွေအကုန်လုံးကိုကြိုတင်ရိပ်ပြီးတော့ဖြစ်ပြီးစိုးမကြီးပေါ်လာအောင်တမန်ထောင်ချောက်ဆင်းခဲ့ကြတာပဲဖြစ်ပါတော့တယ်